ကြောင်လုံးငါပေါ်အတန်းထဲမှာသူဟာစာတော်ဆုံးအသားဖြူဖြူလေးနဲ့ပညာတလေးပေါ်အားလုံးကဝိုင်းဝန်းဝိုင်းငေးရရှာဒါပေမဲ့ခတ်တာကသူ့နှလုံးသားကအားကစားကိုဝါသနာပါတယ်ငယ်ငယ်ရွယ်နဲ့ရည်စားတွေထားလိုက်တာတန်းစီလို့အဲ့ဒီတန်းစီတဲ့အထဲငါနာမည်လေးလဲစာရင်ပေးခဲ့မိတယ်လူကြားတဲ့ဆိုသူကငါအမုန်းဆုံးတဲ့လက်ညှိုးထိုးပြတတ်တယ်ငါမာတော့ရှက်လွန်လို့အသားတွေတုံပြီးအမြင်တွေတောင်ကဲ့ရတဲ့ဦးစားပေးခံရတာဂုံယူရမလို့ချိန်ဆက်ရမလို့နဲ့ဟာစာတော့တဲ့ကောင်းမလေးရဲ့မင်းကတကယ်ကိုဦးစားပေးတတ်သူပါအခုတော့လဲအိမ်ထောင်နဲ့ตายနေပြီလို့သတင်းတွေကြားရတယ်ဟိုးလုံခဲ့တဲ့နှစ်တွေများစွာကမင်းကိုတစ်ခါပြန်တွေ့တော့မင်းရဲ့ဘဝထဲမှာအိမ်ထောင်ဒီအပြင်နောက်တစ်ယောက်တောင်ရှိနေပြီတဲ့လားမင်းကတော့တကယ်ပါပဲအချစ်ဆိုတာမင်းအတွက်တော့အချိန်ပိုပါသာရက်တစ်ခုလိုပဲသင်ခန်းစာတွေကအသစ်တွေအမြဲတမ်းတိုးလို့နေတယ်ငါလဲမင်းရဲ့ဦးစားပေးစာရင်ထဲမှာချန်ရစ်ခဲ့တဲ့ဟောင်းနွမ်းနေတဲ့မတ်စုစာအုပ်လေးပေါ်အခုကြည့်လဲမင်းကဦးစားပေးတော့မလားမေးချင်ပါသေးတယ်အိမ်ထောင်ရှင်ဆိုတာလဲမင်းရဲ့လှည့်ကွက်တွေကိုမသိနိုင်သေးဘူးလားတွေ့လိုက်တဲ့တခဏမင်းဘေးကလူတစ်ကားလဲငါကိုချီလို့ငါလဲမသိချင်ရောင်ဆောင်ပြီးခက်ဝေးဝေးကိုပဲပြေးခဲ့တော့မယ်အမြင်ကစရာကောင်းမလေးရဲ့စားတော့သလောက်လူရှုပ်တတ်တဲ့ကောင်းမလေးရဲ့ဦးစားပေးခံရသူတွေတန်းစီနေကြတော့မဲလားတကယ်ပါပဲမင်းကတော့တကယ်ပါပဲ